ကျွန်တော်ဟာ2020ပြည့်လူငယ်တယောက်ပေါ့အဖေဆို1990လူငယ်တယောက်နော်အဖေကျွန်တော်ရွယ်တုန်းကဘလို့နေမလဲပေါ့ကျွန်တော်စဉ်းစားမိတယ်ဦးပင်စရာသိမလို့လာတဲ့လူငယ်လေးလားဒါမှမဟုတ်ရည်ရွယ်ချက်များနဲ့အိမ်မက်တွေအတွက်ကြိုးစားနေမလားပြည့်ကြည်ခြင်းငယ်ဖေငယ်တော့ကျွန်တော်